နာလေးကရှော့နောက်ကနားပေါ်ဆွဲဒီနေ့ညနေလေးတော့စက်သမားတွေကထိုးပြေးစီဆိုင်ကယ်သမားပြေးပါဆိုင်ကယ်သမားဒီနေ့စီဝေးလိုက်ပါဒီလိုက်ပါရပြီနောက်ပြလိုက်တော့ဒီလေးလိုက်ကြည့်ကြည့်ကြပြီတိုင်းမိုက်ကြီးအဲ့ဒီပြရတယ်ဘုရားလေးဘာလဲပြောလားဘုရားတိုင်းအကြတယ်ပေါ့ဟုတ်ပြလားဟုတ်တယ်